ကျွန်တော်ကတော့တင်းချင်းကြောက်ပြလေးပါကလေးတွေကကျွန်တော်ကိုတကြားလုံးလို့တောင်ထင်နေကြတာလန်းလန်းဆန်းဆန်းဖြစ်အောင်တင်းချင်းကိုဘန်းထဲဖြန့်တီးဆုံးထည့်တွေဖြူပြီးခဲထားလိုက်ရုံပါပဲကျွန်တော်ကတော့ပန်းတီနာချိုစလေးပါမြေပဲယိုလေးဆန်းလိုက်ရင်အချိုပွဲလိုအရသာရှိသွားမှာပါပန်းတီလေးတွေကိုလှီးမြေပဲယိုလေးဆန်းကဲအစင်သင်းဖြစ်သွားပြီနော်စပစ်တီးနဲ့ဒင်ခဲလေးတွေကိုတုပ်လေးနဲ့တီးလိုက်ပါဒါဆိုရင်ချိုချိုငန်းငန်းအရသာရှိတဲ့ကေဘက်လေးရပါပြီစားရတာလည်းလွယ်ကူပြီးအမြန်ကုန်သွားမှအသေးချပါပဲတခွားသီးလေးတွေကိုလှီးပြီး ranch ဟင်းခတ်မှုလေးတွေဖြူလိုက်ပါအာလူကြော်လိုမျိုးပဲကျွတ်ကျွတ်ယူယူနဲ့ထမင်းဘူးလေးမှာပိုပြီးလန်းစားနေမှာပါမီနီဝါဖယ်လေးထဲကိုငပြောသီးစိတ်လေးတွေထည့်ပြီးရင်ပိတ်လိုက်ရုံပါပဲဒါဆိုရင်သားမီမီတို့ကြိုက်နေတတ်မဲ့မနှက်စာမုံလေးဖြစ်သွားပါပြီချီယားစိတ်လေးတွေကိုနွားနို့ထဲထိမ့်မွေပြီးတညာလုံးအေးခဲထားလိုက်ပါအပေါ်ကနေတီးဆုံလေးတွေထဲလိုက်ရင်တော့နောက်နေ့အတွက်အရသာရှိတဲ့ပူတင်လေးရပါပြီခမရယူနေတာလားကျွန်တော်ကချင်းကောင်းပါကျွန်တော်မီးနဲ့တိုးလိုက်ရင်ကျွန်တော်လန့်ပြီးခမရရဲ့သွေးထဲကိုယောဂါတွေအန်ထဲလိုက်ပါလိမ့်မယ်ဇာကနာကိုသုံးပြီးအရေးပြားနဲ့အနီးခက်ဆုံးနေရာကနေညက်ပြီးဆွဲထုတ်ပေးပါကျွန်တော်ကခမရရဲ့ပတ်တီးပါခမရကျွန်တော်ကိုကတ်ထားတာ2ရက်ရှိပြီအခုထိမလဲရသေးဘူးနော်ဒီရောက်မှာပတ်တီးရီယာတွေပျော်ပါနေကြပြီနှွေးထွေးပြီးမောင်ဆိုးနေတဲ့နေရာလေးပေါ့ကျွန်တော်ကတအားရှိတဲ့လျှက်စစ်ကြိုပါခမရရဲ့ကားပေါ်ကိုပြုတ်ကျနေတာပါခမရကမြေကြီးနဲ့ကားကိုတပြိုင်တည်းထိလိုက်တာနဲ့ချက်ချင်းတက်လိုက်သွားငါလိမ့်မယ်ကားထဲမှာပဲနေပါတကားကိုလုံးဝမဖွင့်ပါနဲ့ဦးကျွန်တော်ကတကားလက်ကြိုက်ပါအခုဖွင့်လို့မရသေးပါဘူးဖျားတွေညီမြော့သွားအောင်ရေတွေကားတဲ့အထိအပြည့်ဝင်လာတဲ့အထိအရင်စောင့်လိုက်ပါအဲ့ဒီချင်းကြမှာတကားကိုအားနဲ့တွန်းဖွင့်လိုက်ပါခမရကျွန်တော်ကခညားရဲ့လေချောင်းပါအခုအစားစရာတစ်ခုကကျွန်တော်ထဲမှာတနေသလိုခံစားနေရပါတယ်ရေတောက်တာကိုခဏရက်လိုက်ပါအဲ့ဒါကပိုဆိုးစေနိုင်လို့ပါမီးစိတ်ကိုရင်းဖက်နဲ့ကပ်ပြီး3ချိန်စတိုက်ပြင်းပြင်းလေးမျိုးချော်ကြည့်ပါကျွန်တော်တို့ကခညားရဲ့အဆုတ်တွေပါအသက်ကိုဝဝမရှူနိုင်လို့ပါဘူးလက်နှစ်ဖက်ကိုခေါင်းပေါ်တင်းပြီးတတောင်စစ်တွေကိုဘေးဘက်ကိုကားလိုက်ပါအဲ့ဒါကနိုင်ရိုးတွေကိုကြွစေပြီးကျွန်တော်တို့ကိုအသက်ရှူဖို့လမ်းပွင့်သွားစေပါတယ်ကျွန်တော်တို့ကခြေချင်းဝတ်တွေပါလေရင်ပေါ်မှာအကြာကြီးထိုင်နေတော့တွေးတွေစုပြီးခဲလာပါတယ်ကျွန်တော်တို့ကိုတစ်ဖက်ကို10ချိန်စီပချလဲလဲပြီးပါကျွန်တော်တို့စိတ်လှုပ်ရှားပြီးတုန်နေပါတယ်လဝါနှစ်ဖက်ကို10စက္ကန့်လောက်တင်းတင်းလေးဖိထားပြီးပါပြီးမှပြန်လွတ်လာရင်ကျွန်တော်တို့ပြန်ငြိမ်သွားပါလိမ့်မယ် presentation လုပ်ခါနီးဒါမှမဟုတ် interview မဖြေခင်မှာဒါလေးကိုလုပ်ကြည့်ပါဦး